ကျွန်တော်ဒီရန်ကုန်လှိုင်သာယာပါ ဟုတ်ညီဘလို့စပင်စကြွခဲ့လဲဆိုတယ်မျှဝေပေးလို့ရမယ် အဓိကတော့အဲ့ဟိုမျိုးရိုးကြောက်ကျွတ်တာပါပြီးတော့လည်းအဲ့ဟိုအပူတွေလည်းသွားတာတို့ဘောကန်တာတို့အဲ့ဒါတွေကြောင့်ကျွတ်တယ်လို့ထင် အဲ့အတွက်ကိုဘလို့ကုစားမျိုးတွေလောက်ခဲ့ပေါ့ hair treatment တို့ဘာလို့တော့လုပ်ဖူးတယ်ဟုတ်ဒါပေမဲ့အဲ့ဒီကမျိုးရိုးကြောက်ဆိုတော့ treatment တွေကတော့ကျွတ်သွားတာတော့ပဲပြန်ရတယ်တင်ဟိုမျိုးရိုးကြောက်ကြောင်တဲ့နေရာကြီးကြောက်လဲဒီတိုင်းစိုက်မှရမယ်မလို့အားကြောင့် ဘလို့ကြောင့်စပင်ဆိုင်မဲ့စိတ်ကူးဖြစ်ခဲ့ ဒီကတော့အဲ့ဟိုမှာပေါ့နှစ်ဖူးကတော့ဒီကကိုယ့်ကို confidence မရှိလို့ဒီကအဲ့ကိုယ့်ကို confidence ရှိအောင်လာဆိုင်တော့ ကင်းနေချမှာဆိုရင်ရောကိုရွေးချက်ဖြစ်တဲ့အကြောင်းအရာဘာမှဖြစ်မလဲ အဓိကကတော့အဲ့ကုန်ကြစီလဲဟိုဟာတတ်တာတယ်ပေါ့နော်ဒါပေမဲ့ဟိုမေးကြည့်လိုက်တာပေါ့အခုဘာမှဆိုင်လဲဆိုတော့လေကင်းနေချဆိုတော့ဒါကျွန်တော်သိတဲ့နေရာပဲပေါ့အားကြောင့်